မင်္ဂလာပါ Superhero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောင်းဆိုမှုများနေတဲ့ Oman Logan Comic ချောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Oman Logan က Marvel Comic ရဲ့အကောင်းဆုံးနဲ့နာမည်အကြီးဆုံး Comic ဇာတ်လမ်းတွေကတစ်ခုဖြစ်ပါတယ်ဒီဇာတ်လမ်းက Wolverine ကိုအခြေခံထားပေမဲ့ကျွန်တော်တို့သိကြတဲ့ X-Men တွေကငယ်ရွယ်တဲ့ Wolverine မျိုးမဟုတ်ပဲအသက်ကြီးပြီးစိတ်သက်ကြနေတဲ့ Wolverine ချောင်းကိုတင်ဆက်ထားတာဖြစ်ပါတယ်ကဲထမင်းစားရင်ကြည့်ကြဖို့အစင်းသင်းဖြစ်ပြီဆိုရင်စလိုက်ကြအောင်ဗျာဒီဇာတ်လမ်းကအနာဂတ်နှစ်ပေါင်း90ကြာပြီးနောက်ကဘာပြက်ခါနီအခြေအနေတစ်ခုမှာဖြစ်ပျက်တာပါကဘာပေါ်ကစူပါဗီလင်တွေအားလုံးစုပေါင်းပြီးစူပါဟီးရိုးတွေကိုအနိုင်ယူတပ်ဖြတ်လိုက်ကြပါတယ်အမေရိကန်ပြည်ထောင်စုကိုလည်းလူစိုးကြီးတွေကနာမည်ခွဲပြီးအုပ်ချုပ်နေကြတဲ့ခေတ်ပြက်ကြီးတွေဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ Wolverine ကသူ့ရဲ့လက်သက်တွေကိုမထုတ်တာနှစ်ပေါင်း90ရှိပါပြီသူကအခုဆိုရင်အိုမင်းနေပြီးမိသားစုနဲ့အတူအေးအေးဆေးနေထိုင်ပြီးလက်သမားတစ်ယောက်အနေနဲ့ဘဝကိုဖျက်ဆီးနေပါတယ် Wolverine ရဲ့မိသားစုကအိမ်ငှားနဲ့နေရတာဖြစ်ပါတယ်ခေတ်ပြက်ထဲမှာအလုပ်လုပ်နေရတော့စီးပွားရေးကလည်းအရင်ကောင်းမနေခဲ့ပါဘူး။ဒါကြောင့်အိမ်ငှားကပေးနိုင်ဖို့အတွက်ငွေကြေးပြဿနာခက်ခဲတွေကို Wolverine တယောက်ရင်ဆိုင်နေရပါတယ်။ဒီလိုလူဆိုးတွေပဲအုပ်စိုးထားတဲ့ခေတ်ပြက်ကြီးထဲမှာလူဆိုးတွေကိုလူတွေကအိမ်ငှားကတွေအခွန်တွေပေးဆောင်ရတာဖြစ်ပါတယ်။ဒေါက်တာဒွန်ကင်းပင်အစရှိတဲ့နာမည်ကြီးလူဆိုးတွေလည်းပါတာပေါ့။အဲ့ဒီလိုလူဆိုးတွေကြားထဲမှာ Wolverine ရဲ့အိမ်အတွက်အိမ်လာကပေးနေရတဲ့လူဆိုးအဖွဲ့ကတော့ Bruce Banner ခေါ် Hawk ရဲ့မြေးတွေပဲဖြစ်ပါတယ်။အိမ်လာကအချိန်မီမပေးနိုင်တဲ့သူတွေကိုလူဆိုးတွေကအပြစ်ပေးလေးရှိပါတယ်။ဒါကိုစိုးရင်လည်း Wolverine ရဲ့မိန်းမဖြစ်သူက Wolverine ကိုဒီတလတော့အိမ်လာကမပေးနိုင်သေးကြောင်းနဲ့နောက်လာဆိုရင်နှစ်ဆပို့ပေးမယ်ဆိုတဲ့အကြောင်းအိမ်ရှင်တွေဖြစ်တဲ့ Hawk ရဲ့မြေးတွေနဲ့အပေးယူလုပ်ကြည့်ဖို့အကြံပြုပါတယ်။ Wolverine ကတော့အဲ့ဒီအကြံဟာမဖြစ်နိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။နောက်2ရက်လောက်နေတော့အိမ်လာကလာတောင်းဖို့ Hawk ရဲ့မြေးတွေဟာ Wolverine ရဲ့အိမ်ရှိကိုရောက်လာခဲ့ကြပါတယ်။ Wolverine ကအိမ်လာကမပေးနိုင်မှန်းလည်းသိရော Hawk ရဲ့မြေးတွေဟာ Wolverine ကိုအပြစ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ပြဿနာတွေဖြစ်ချင်တဲ့ Wolverine ကတော့အပြစ်ပေးတာကိုလက်ခံလိုက်တဲ့အခါ Hawk ရဲ့မြေးတွေက Wolverine ကိုဝိုင်းပြီးထိုးကြပါတော့တယ်။ဖခင်ကိုဝိုင်းထိုးနေကြတဲ့အတွက်အသီးမခံနိုင်တဲ့အသားဖြစ်သူကသနန်းနဲ့ချိန်တဲ့အခါ Hawk တွေကလှောင်ပြောင်သွားပြီးနောက်လောက်ဆိုအိမ်လာကနှစ်ဆပေးရမယ်လို့ပြောပြီးထွက်သွားကြပါတယ်။ညရောက်တော့ဒဏ်ရာတွေကြောင့်ဆေးဝါးကုသနေရတဲ့ Wolverine စီကို Hawkeye ကရောက်လာပြီးလူနာသတင်းလာမေးပါတယ်။ခုချိန်မှာ Hawkeye ကလည်းအိုမင်းနေပါပြီ။ Wolverine ရဲ့ healing factor ကငယ်ရွယ်တုန်းကလိုတော့ကောင်းမနေတော့ပေမဲ့သူ့ဟာသူတော့ဒဏ်ရာတွေကိုအမြန်ကျက်အောင်စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ဒီလိုနဲ့ Hawkeye ကငွေကြေးအခက်အခဲဖြစ်နေတဲ့ Wolverine ကိုကူညီဖို့အတွက်အလုပ်တစ်ခုကမ်းလှမ်းလာပါတယ်။လောက်ရမယ့်အလုပ်ကတော့ပစ္စည်းတည်ယူပို့ဆောင်ရမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ Hawkeye ကပါဆယ်တုပ်တစ်ခုကိုအရှေ့ဘက်ကမ်းခြေစီနှစ်ပတ်အတွင်းရောက်အောင်ပို့ဖို့လိုအပ်နေရဖြစ်ပါတယ်။ဒါပေမဲ့မျက်မမြင်တယောက်ဖြစ်နေတဲ့အတွက် Hawkeye တယောက်တည်းသွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့် Wolverine ကိုလမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းတာဖြစ်ပြီးဒေါ်လာ900ကိုအခကြေးငွေအဖြစ်ပေးသွားမှာဖြစ်ပါတယ်။ပတ်စံလိုနေတဲ့ Wolverine ကလည်းအလုပ်ကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ Wolverine နဲ့ Hawkeye တို့နှစ်ယောက်အလုပ်ကိစ္စခရီးရှည်တစ်ခုကိုထွက်ခဲ့ကြပါတော့တယ်။ခရီးရှည်ကြီးထွက်လာရတဲ့ Hawkeye နဲ့ Wolverine တို့နှစ်ယောက်လူသူကင်းမဲ့တဲ့ San Francisco မြို့ပြကြီးတစ်ခုစီကိုမောင်းနှင်လာခဲ့ပါတယ်။အဲ့ဒီ San Francisco မြို့ပြကြီးထဲမှာစူပါဗီလင်ကြီးမိုးမန်းရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့ Molloys လို့ခေါ်တဲ့မြေအောင်ကောင်လေးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။လူသူကင်းမဲ့ပြီးခြောက်ခြားစရာကောင်းတဲ့အပြင်ညဘက်လည်းရောက်နေပြီဖြစ်လို့ Hawkeye နဲ့ Wolverine တို့နှစ်ယောက်တိုက်ပြက်ကြီးတစ်ခုတည်းကိုဝင်ရောက်စူးစမ်းလေ့လာမိကြပါတယ်။တိုက်ပြက်ကြီးထဲမှာလူသိအနှံ့တွေကိုပဲ Wolverine ကရနေခဲ့ပါတယ်။အဲ့ဒီချိန်မှာ Ghost Rider လို့အမည်ရတဲ့ Biker Gang တစ်ခုကဆိုင်ကယ်ဘိန်းတွေမှာမီးတဝင်းဝင်းတောက်စွာနဲ့မောင်းနှင်လာပြီး Wolverine တို့ကိုရန်ပြုတ်ဖို့ကြိုးစားပါတယ်။ Hawkeye ကတော့မျက်နှာကိုခြေထောက်နဲ့အကန်ခံလိုက်ရပြီးကားစီကိုပြေးနေတဲ့ Wolverine ကတော့သူ့ခြေထောက်ကိုတန်ကြိုးနဲ့ချီဖို့ပြစ်ဖမ်းခြင်းကိုခံလိုက်ရလို့မှောက်ရက်လဲကျသွားပါတယ်။ Ghost Rider Biker Gang သားက Wolverine ကိုရိုက်နှက်ပေမဲ့ Wolverine ဟာဒီတသက်ဘယ်တက်ရှိကိုမှနာကျင်အောင်မလုပ်ဘူးဆိုတဲ့သစ္စာဆိုထားတဲ့အတွက်ဘာမှပြန်မလုပ်ပဲငြိမ်ခံနေပါတယ်။ဒီလိုနဲ့ Biker Gang အဖွဲ့တွေက Hawkeye ရဲ့ကားထဲမှာပါလာတာမူရစ်ဆေးဝါးတွေဖြစ်နေမှန်းသိသွားကြပါတယ်။ Hawkeye ကတော့မျက်မမြင်ဖြစ်နေပေမဲ့အတန်တွေကိုပဲနားထောင်ပြီး Biker Gang တွေရှိတဲ့နေရာကိုမှန်းပြီးမြားမိုးတွေရွာချသလိုအများကြီးပြစ်ထည့်လိုက်တာကြောင့် Ghost Rider Biker Gang အဖွဲ့သားတွေလည်းရှော့သွားကြပါတယ်။ Hawkeye ကဘာကြောင့်အရင်လိုပြန်တက်ကိုက်ဖို့မကြိုးစားတော့တာလဲလို့ Wolverine ကိုမေးလိုက်ပါတယ်။ Wolverine ကတော့သူဒီလိုလုပ်ရတဲ့တခုတည်းသောအကြောင်းရင်းက Villain တကောင်ဟာသူ့ရဲ့စိတ်ဓာတ်ကိုရိုက်ချိုးခဲ့တာကြောင့်မို့လို့ဆိုပါတယ်။ဒီလိုနဲ့ Hawkeye တို့ Hammer Falls လို့အမည်ရတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ Hammer Falls ဆိုတာကတော့
ဗီလင်တွေဖြစ်ကြတဲ့မက်ဂနီတိုနဲ့ဇော်ဘီမန်တို့နှစ်ယောက်ပူးပေါင်းပြီးတော်ကိုတတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။တော်ကြာဆုံးသွားတဲ့နေရာကိုနောက်ပိုင်းမှာ Hammer Fall လို့ခေါ်ကြပြီးတော်ရဲ့တူမျိုးနေရာကတော့ဘယ်သူမှမမနိုင်ပဲမြေကြီးပေါ်မှာဒီတိုင်းကျန်ရစ်ခဲ့ပါတယ်။ဒီလိုနဲ့ Hawkeye နဲ့ Wolverine တို့မျိုးတွေကိုဖျက်သွားနေချိန်မှာ Ultron 8လို့ခေါ်တဲ့စက်ရုပ်တစ်ကောင်ကလက်တားလိုက်ပြီးတော်ညာပို့လိုက်တဲ့ message ကိုရလိုက်လားလို့မေးပါတယ်။ Hawkeye ကတော့မရလိုက်ဘူး။ငါတို့ကအလုပ်ကိစ္စတစ်ခုနဲ့ခီးသွားနေရလို့ပြန်ဖြေလိုက်ပါတယ်။တော်ညာဆိုတာကတော့ Spider-Man ဖြစ်သူ Peter Parker ရဲ့အငယ်ဆုံးသမီးဖြစ်ပြီး Hawkeye ရဲ့တတိယမြောက်ဇနီးဟောင်းလည်းဖြစ်ပါတယ်။တော်တော်စော်ကြီးခဲ့တဲ့ Hawkeye ပါ။ဒီ Hammerfall ဆိုတဲ့နာမည်ကိုအုပ်စိုးတဲ့ villain ကကင်းပင်ဖြစ်ပါတယ်။တော်ညာနဲ့ Hawkeye တို့ရဲ့သမီးဖြစ်သူ Ashley ကဒီမျိုးကိုကင်းပင်အုပ်ချုပ်တာသဘောမကျတဲ့အတွက်စူပါလူစံကောင်အဖွဲ့တစ်ဖွဲ့ပြီးကင်းပင်ကိုပုံကံဖို့လုပ်ပါတယ်။ဒါပေမဲ့ကင်းပင်ကိုအနိုင်မရခဲ့ပဲမနှက်ဖြန်မနှက်မှာ Ashley တို့အဖွဲ့ကိုကင်းပင်ကကွပ်မျက်တော့မှာဖြစ်ကြောင်းတော်ညာကပြောပြလိုက်ပါတယ်။ Ashley ကိုတော့ Spider-Man ဝတ်စုံနဲ့မြင်ရမှာဖြစ်ပါတယ်။ Hawkeye ဟာသမီးဖြစ်သူ Ashley 3 လသားလောက်မှာအိမ်ကနေထွက်ပြေးခဲ့တာဖြစ်ပြီးမိန်းမနဲ့ကွဲသွားတာပါ။ဒါကြောင့် Hawkeye ကိုသူ့သမီးကိုကင်းပင်လက်ထဲကနေပြန်ကယ်ပေးဖို့ဇနီးဟောင်းကအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ Hawkeye ရဲ့အရှုပ်ထုတ်တွေမှာ Wolverine ကသူမပါချင်ဘူးလို့ညှင်းဆိုလိုက်ပါတယ်။ Hawkeye ကငါမင်းကိုနှဆပေးမယ်လို့ပြောလိုက်တဲ့အတွက်ငွေကြေးလိုအပ်နေတဲ့ Wolverine လည်း Ashley ကိုတွားခဲ့ဖို့သဘောတူလိုက်ရပါတယ်။ Ultron ကကန်ကောင်းစေဖို့အတွက် X-Men ပုံစံအမှတ်တံဆိပ် keychain လေးကို Wolverine ကိုပေးခဲ့ပါတယ်။ X-Men ဆိုတဲ့အမှတ်တံဆိပ်ကို Wolverine တယောက်ကြည့်ရင်အတိတ်ကအမှတ်တရဇိုးတွေကိုပြန်မြင်အောင်မိခဲ့ပါတယ်။ Cedar လို့အမည်ရတဲ့မြို့တစ်မြို့ကိုလည်းရောက်တော့ဖះเจ้าခေါင်မိုးပေါ်မှာလူတယောက်ကြောက်ဝါးလန့်အားနဲ့လက်ဝက်ကတိုင်ကြီးကိုဖတ်ထားတာကို Wolverine တို့မြင်လိုက်ရပါတယ်။ဘာဖြစ်နေသလဲမေးတော့အရှိမတုန်းကပြောခဲ့တဲ့ Villain Moleman ရဲ့လက်အောက်ငယ်သားလေးတွေဖြစ်တဲ့ Molewise အကောင်လေးတွေကဒီမျိုးကိုလည်းဝါးမျိုးနေတာဖြစ်လို့အမြင့်ဆုံးဖြစ်တဲ့ဖះเจ้าခေါင်မိုးပေါ်တက်နေရတာလို့အဲ့ဒီလူကပြန်ပြေပါတယ်။ Hawkeye ကတော့သူ့သမီးကအသက်နဲ့တမျှအရေးကြီးနေတဲ့အတွက်ဒီလူကိုကယ်ဖို့အချိန်မရဘူးလို့ Wolverine ကိုပြောရင်ခရီးဆက်နေခဲ့ပါတယ်။ Hawkeye ရဲ့သမီးဖြစ်သူကိုဖမ်းထားတဲ့နေရာမှာတော့ကင်းပင်လို့ခေါ်တဲ့သူဟာသူပိုင်တဲ့အားကစားကွင်းကြီးထဲမှာ Daredevil နဲ့ Punisher ကိုဖမ်းထားတာဖြစ်ပါတယ်။ Old Man Logan ဇာတ်လမ်းတွေကကင်းပင်ဟာကျွန်တော်တို့ပုံမှန်သိထားတဲ့ Wilson Fisk မဟုတ်ပါဘူး။သူကနာမည်မဖော်ပြထားတဲ့လူမဲ့မျိုးသားတယောက်သာဖြစ်ပြီးအရင်ကလမ်းဘေးတိုက်ခိုက်ရေးသမား Street Fighter တယောက်လည်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့အကြောင်းကတော့ဒီလိုပါ။ Villain တွေနယ်မြေခွဲဝေအုပ်ချုပ်ချိန်မှာ Magneto က Las Vegas နယ်မြေကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ Magneto ကအိုမင်းမစွမ်းဖြစ်လာတဲ့အခါဒီလူက Magneto ကိုတတ်ပြီးနယ်မြေကိုလူယူခဲ့ပါတယ်။ဒါကြောင့်သူကငါဟာ Magneto ကိုတတ်ခဲ့တဲ့သူပဲလို့ခေါ်ယူလေးရှိပါတယ်။ Magneto ကိုတတ်ပြီးနောက်မှာသူဟာ Wilson Fisk ရဲ့ကင်းပင်ဆိုတဲ့ဘွဲ့အမည်ကိုယူပြီးအဲ့ဒီနယ်မြေရဲ့ခေါင်းဆောင်အသစ်ဖြစ်လာခဲ့ပါတယ်။သူဖမ်းထားတဲ့ Daredevil နဲ့ Punisher ဆိုတာကလည်းကျွန်တော်တို့သိထားတဲ့ Matt Murdock နဲ့ Frank Castle မဟုတ်ပါဘူး။ Ashley Burton Hawkeye ရဲ့သမီးနဲ့အတူကင်းပင်ကိုတော်လှန်ဖို့စ조사တဲ့လူငယ်2ယောက်ပါလာပါတယ်။သူတို့ကတော့မူရင်းဟီးရိုးတွေမဟုတ်ပဲသူတို့ရဲ့နာမည်နဲ့ဝတ်စုံတွေကိုယူသုံးထားတဲ့အယောင်ဆောင်တွေသာဖြစ်ပါတယ်။သူတို့ဟာကင်းပင်ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး Salt Lake City ကအားကစားကွင်းကြီးထဲမှာလူအများရှိမှပဲဒိုင်နိုဆောတွေရဲ့အစာအဖြစ်ကျွေးခြင်းခံခဲ့ရပါတယ်။ဒီလိုနဲ့ Hawkeye နဲ့ Wolverine တို့လည်းကင်းပင်ရှိရာနေရာကိုရောက်လာပြီး Ashley ကိုကယ်ဖို့ရောက်လာကြပါတယ်။ဘယ်လိုရောက်လာကြသလဲဆိုရင်တော့ Hawkeye ကသူ့ကားကြီးကိုတိုက်နိုင်ရန်တွေပေါ်မှာမောင်းပြီး Ashley ကိုဖမ်းထားတဲ့အဆောက်အုံစီကိုကားကြီးနဲ့ဝင်တိုက်ပြီးလာခဲ့တာဖြစ်ပါတယ်။ Hawkeye မောင်းတဲ့ကားက Spider Mobile ဖြစ်လို့တိုက်နိုင်ရန်တွေပေါ်မှာမောင်းလို့ရတာပါ။ဒီကားကို Human Torch Johnny Storm က Spider-Man အတွက်တိစောက်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီကားမှာ Spider-Man ရဲ့စွမ်းအင်တွေလိုမျိုးတိုက်နိုင်ရန်တွေကိုကတ်မောင်းနိုင်တဲ့အစွမ်းတွေရှိနေတာဖြစ်ပါတယ်။ Hawkeye က Spider-Man ရဲ့သမီးနဲ့အိမ်အောင်ကြခဲ့ဘူးတာကြောင့်ဒီကားကိုအမွေဆက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်။ Hawkeye ကအဆောင်တွေကိုမြားနေအောင်မဖြစ်ပဲဓာတ်တစ်ချောင်းနဲ့ပလင်းကြီးလိုက်ခုတ်တာပါ။ Hawkeye ကထောင်တကားဖွင့်တဲ့ခလုတ်ကဘယ်နေရာမှာလဲလို့သမီးဖြစ်သူကိုလှမ်းမေးလိုက်ပါတယ်။ Ashley ကလည်းဒီနေရာကိုပြောလိုက်တဲ့အတွက် Hawkeye ကတကားဖွင့်တဲ့ခလုတ်စီကိုမြားနဲ့ပစ်လိုက်ပါတယ်။ထောင်တကားပွင့်လို့ Ashley လွတ်လာတဲ့အချိန်မှာကင်းပင်ကအတန်တွေဆူညံနေလို့ဘာများဖြစ်နေသလဲဆိုပြီးတကားဖွင့်ဝင်လာပါတယ်။အဲ့ဒီအချိန်မှာချက်ချင်းပဲ Ashley ကဘေးနားကအဆောင်တယောက်စီမှာရှိတဲ့ shotgun ကိုယူပြီးကင်းပင်ကိုတနက်တင်နဲ့ခေါင်းပြတ်သွားအောင်ထိအားနဲ့လွှဲရိုက်လိုက်ပါတယ်။ Ashley မှာ Spider-Man ရဲ့အစွမ်း Super Strength ရှိနေတော့အဲ့ဒီရိုက်ချက်ကအရန်ပြင်းတဲ့အတွက်ခေါင်းပြတ်သွားတာဖြစ်ပါတယ်။ Ashley ရဲ့ရည်ရွယ်ချက်က Super Hero ဖြစ်ချင်တာမဟုတ်ပဲ
ဒီနယ်မြေကိုကင်းပင်လို့အုပ်စိုးကျင်တာဖြစ်ပါတယ်။ဒါကြောင့်ဆိုးသွမ်းနေတဲ့ Ashley ကဖေးဖြစ်သူကိုပါ shotgun နဲ့ရိုက်တက်ဖို့ဟန်ပြင်လိုက်ပါတယ်။ဒါကိုမြင်နေတဲ့ Wolverine ကမနေနိုင်တော့ပဲကားကြီးကိုဒုံဆိုင်မောင်းနှင်လာပြီး Hawkeye ကိုအမြန်ကယ်တင်ခဲ့ပါတယ်။ Spider က Ashley တို့ရှိရဲ့အဆောက်အုံကနေနောက်အဆောက်အုံစီကို Fast and Furious ဇလန်တွေကလိုပဲလွှားကနေခုန်ပြီးရောက်သွားပါတယ်။ဒီလိုနဲ့ Hawkeye နဲ့ Wolverine တို့လည်းကားနဲ့ထွက်ပြေးသွားကြပါတယ်။ Ashley ကတော့အဆောက်အုံတွေကနေကြည့်ရင်သူ့လူတွေကို Hawkeye တို့ကိုလိုက်သက်ဖို့အမိန့်ပေးလိုက်ပါတယ်။ကင်းပင်ရဲ့အဖွဲ့သားတွေကကားတွေဒိုင်နိုဆောတွေရောစီးပြီး Hawkeye နဲ့ Wolverine တို့နောက်ကိုလိုက်လာကြပါတယ်။အဲဒီချိန်မှာငလျင်လှုပ်သွားပြီးမြေကြီးကနေအကွဲကြောင်းတွေပေါ်လာတဲ့အတွက် Hawkeye တို့ကားကြီးလည်းကြောက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အချိန်အားဖြင့်2 နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ Wolverine ကမိချောင်းတစ်ခုကိုကင်ပြီးအလင်းရရှိအောင်ဖွင့်လိုက်ပါတယ်။ဒီလိုမြင်ငလျင်တွေလှုပ်ပြီးမြေရောက်ပြုတ်ကျသွားအောင်လုပ်ခဲ့တဲ့တရားခံတွေကတော့မိုးမန်းရဲ့လက်အောက်ခံ Moonlight ကောင်လေးတွေပဲဖြစ်ပါတယ်။ Moonlight တွေကလူတွေကိုအစိမ်းစားနေတာကိုမြင်လိုက်ရတဲ့ Wolverine လည်းအံ့ဩတကြီးဖြစ်နေပါတယ်။အဲဒီချိန်မှာကားထဲပိတ်မိနေတဲ့ Hawkeye ကငါဒီမှာရှိရဲ့သူတို့ကအမှောင်ထဲမှာပဲနေတော့အလင်းကိုကျင်သားမရဘူး။ဒါကြောင့်မင်းရဲ့မိချောင်းနဲ့သူတို့ကိုမောင်းထုတ်ပြီးသားငါစီလာခဲ့ဆိုပြီးလှမ်းပြောလိုက်ပါတယ်။ Wolverine လည်းမှောက်ရဲ့ဇောက်တိုးကြီးဖြစ်နေတဲ့ Spider ကားကြီးကိုတန်ပိုက်ကြီးကြီးနဲ့အတဲ့ပြန်ဖြစ်အောင်မှရင် Hawkeye ကိုကယ်တင်ခဲ့ပါတယ်။ပြီးတော့ကားရှိမီးသီးတွေကိုဖွင့်လိုက်တဲ့အခါ Wolverine တို့နောက်ကိုလိုက်လာတဲ့ကင်းပင်ရဲ့လူတွေကို Moonlight တွေကအစိမ့်လိုက်စားထားတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။ဒီလိုနဲ့ Spider ကားကြီးနဲ့အတူကြောက်နိုင်ရဲ့ဘော်ကြီးပေါ်ကိုတက်မောင်းပြီး Wolverine တို့နှစ်ယောက်သားခီးဆက်ခဲ့ကြပြန်ပါတယ်။ခီးလန်တခြားကြီးမားတဲ့ Loki ရဲ့ရိုးစုရုပ်ကြီးတွေ Venom ရဲ့စင်ပါရုပ်ကြီးတွေအစရှိသဖြင့်ကိုတွေ့ရမှာဖြစ်ပါတယ်။ခီးတစ်ထောက်နားရဲ့အနေနဲ့ Hawkeye နဲ့ Wolverine တို့ဟာဘားတစ်ခုမှရဲတောက်ရင်စကားစမီပြောနေကြပါတယ်။ Hawkeye ကမင်းရင်တုံးကလိုပြန်တက်ခိုက်ခြင်းစိတ်ရှိလာတာကိုငါမြင်ရတာဝမ်းသာတယ်လို့ပြောလိုက်တဲ့အခါ Wolverine ကအရင်ကကိစ္စတွေကိုငါပြန်တွေးလိုက်ရင်ရင်နဲ့အရန်ခံစားရတယ်လို့ပြောရင်မျက်ရည်ကျနေခဲ့ပါတယ်။ Wolverine မျက်ရည်ကျတော့ Hawkeye လည်းစိတ်မပူတဲ့သားကြီးအေးဆေးဖို့လို့ပြောရင်အားပေးနေပါတယ်။ဒါကိုဘားကအရဲမူသမားတယောက်မြင်သွားတော့ယောက်ျားကြီးတံမဲ့ငိုနေရဆိုပြီးလှောင်တဲ့အခါ Wolverine ကဒေါသထွက်သွားပြီးခုံအုပ်လိုက်ပါတယ်။ Hawkeye ကလှမ်းထားတဲ့အတွက် Wolverine လည်းအရက်ဆိုင်ကနေထွက်သွားခဲ့ပါတယ်။ Hawkeye ကမင်းရဲ့နာကျင်စရာအတိတ်တွေကိုငါ့ကိုလည်းဝေမျှပါအောင်လားလို့မေးတဲ့အခါ Wolverine လည်းနောက်ကျောင်းပြန်ပြောပြခဲ့ပါတယ်။ Wolverine တယောက်ဘာကြောင့်သူ့ရဲ့လက်သေးတွေကိုဘယ်တော့မှပြန်ထုတ်မသုံးခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကိုပြောပြရမယ်ဆိုရင်လွန်ခဲ့တဲ့အတိတ်တစ်ခုဖြစ်တဲ့ Villain တွေစီးလုံးသွားခဲ့တဲ့နေ့ကိုပြန်ပြောပြရမှာဖြစ်ပါတယ်။အဲ့ဒီညတုန်းက Avengers, Shield, Fantastic Four အစရှိတဲ့ Superhero အဖွဲ့ဝင်တွေက X-Men တွေစီကိုအရေးပေါ်ခေါ်ဆောင်မှုတွေလုပ်နေခဲ့ကြတာကို Jubilee ကမြင်ပေမဲ့လိုင်းတွေမကောင်းလို့ဘာသာမှကောင်းကောင်းမကြားရကြောင်း Wolverine ကိုပြောပြနေပါတယ်။မသင်္ကာစရာအနံ့တစ်ခုရတဲ့အတွက်ဒီနေရာကနေအမြန်ထွက်သွားရအောင်ဆိုပြီး Wolverine က Jubilee ကိုပြောပြလိုက်ပေမဲ့အရန်နောက်ကျသွားခဲ့ပါပြီ။ Wolverine တို့ရှိရာ X-Men ကျောင်းဝင်းထဲကို Super Villain တွေကဖောက်ခွဲပြီးဝင်လာတဲ့အတွက်ပောက်ကွဲမှုတန်းကြောင့် Jubilee လည်းအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ Wolverine ကတော့အကြမ်းခံနိုင်လို့မသေးခဲ့ပါဘူး။ Wolverine ကလက်သေးတွေထုတ်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ဒေါက်တာ Octopus ကသူ့ရဲ့လက်တံတွေနဲ့ Wolverine ကိုချုပ်ထားလိုက်ပါတယ်။ကျောင်းသားတွေရှိတဲ့အခန်းတွေထဲကို Super Villain တွေတော်တော်များများဖျက်ဆီးဝင်ရောက်လာကြပြီဖြစ်တဲ့အတွက်ကျောင်းသားတွေလည်းထွက်ပြေးနေကြရပါတယ်။ Wolverine ကတော့သူ့ရှေ့မှာရှိနေတဲ့ Super Villain တွေကိုလက်သေးတွေအသုံးပြုပြီးတစ်ကောင်ပြီးတစ်ကောင်တပ်ဖြတ်ပစ်နေပါတယ်။ Super Villain တွေကိုလိုက်သက်နေရင်တခြား X-Men အဖွဲ့ဝင်တွေဖြစ်တဲ့ Cyclops တို့ Storm တို့ဘယ်ရောက်နေကြလဲလို့ရေရွတ်နေမိသူကတော့ Wolverine ပါ။အလန်းမြေကလေးက X-Men အဖွဲ့ဝင်တွေပျောက်နေရလို့ကျောင်းသူတယောက်ကတော့ Wolverine ကိုပြောပါတယ်။ Wolverine ကမင်းတို့ဒီနေရာကနေထွက်သွားတော့လို့ကျောင်းသားတွေကိုပြောရင် Super Villain တွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။ Wolverine နဲ့ Super Villain ကြီးတွေကြားကတိုက်ပွဲဟာအရန်ပြင်းထန်လွန်းတဲ့အတွက်သွေးပင်လယ်နဲ့အလောင်းတွေလည်းစုပုံလို့နေပါတယ်။ Wolverine နောက်ဆုံးတတ်ခဲ့တဲ့ Villain ကတော့ Bullseye ပဲဖြစ်ပါတယ်။ Bullseye ကတော်ရုံနဲ့မသေးလို့မိနစ်90တောင်အချိန်ပေးခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်အသက်သေးလူမျိုးပါဖြစ်နေတဲ့ Villain Bullseye က Wolverine ကိုဘာလို့ငါတို့ကိုလိုက်သက်နေရတာလဲ။မင်းကငါတို့မိတ်ဆွေဖြစ်ရမှာလေလို့ပြောလိုက်တဲ့အတွက် Wolverine နဲ့ကြက်သေးသေးပြီးအံ့ဩသွားပါတယ်။ Wolverine ရဲ့နောက်မှာတော့တစုံတစ်ယောက်ကမတ်တက်ရက်ကြည့်နေပါတယ်။ Wolverine ရဲ့အမြင်အာရုံမှာ Bullseye လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ X-Men အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jubilee သာဖြစ်နေခဲ့ပါတယ်။ Wolverine ကိုအမြင်အာရုံထွေပြအောင်လှည့်စားခဲ့တဲ့လက်သက်တရားခံကတော့ပုံရိပ်ရောင်တွေဖန်တီးနိုင်တဲ့ Mysterio ပဲဖြစ်ပါတယ်။ရှေ့မှာ Wolverine တက်ခဲ့တဲ့ Super Villain တွေအကုန်လုံးဟာလည်း Wolverine ရဲ့မိတ်ဆွေတွေဖြစ်တဲ့ X-Men အဖွဲ့ဝင်တွေသာဖြစ်နေခဲ့ပါတယ်။ Wolverine နဲ့ဒဏ်ရာတွေအပြည့်သွေးတန်ရဲရဲနဲ့ပဲ X-Men ကျောင်းကနေထွက်ပြေးလာခဲ့ပြီးစိတ်တန်ရာများစွာနဲ့တော်တဲကိုသာခြေဦးတရာလမ်းလျှောက်လာခဲ့ပါတယ်။ဒီလိုနာကျင်စရာအတိတ်ကအကြောင်းတွေကို Wolverine တယောက် Hawkeye ကိုပြန်ပြောပြရင်မျက်ရည်ကျပြန်ပါတယ်။အဲ့ဒီတုန်းကလည်း Wolverine ကသူ့ရဲ့အပြစ်ကြွေးတွေကိုပြန်ဆက်ချင်တာကြောင့်ယထာလမ်းပေါ်ခေါင်းတင်ထားခဲ့ပါတယ်။မသေးနိုင်မှန်းသိပေမဲ့ခေါင်းကိုယထာကျိတ်သွားခဲ့တော့နာကျင်မှုကိုခံစားရလို့ဒီလိုလုပ်ခဲ့တာလည်းဖြစ်ပါတယ်
အဖြစ်မှန်တွေကိုသိသွားပြီးတဲ့ Hawkeye လည်း Wolverine ပါကြောင့်တိုက်ခိုက်ဖို့မကြိုးစားတော့မယ်နားလည်သွားခဲ့တဲ့အတွက် Wolverine ရဲ့ဆန္ဒကိုလိုက်လျောပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်နောက်နေ့ခီးဆက်ကြတဲ့အခါလမ်းမှာလန်ဒရာကြီးကောက်တဲ့ M1 အော်ထုတ်တဲ့ကောင်လေးတယောက်ကိုလည်းတွေ့ခဲ့ရလို့ဖျား80ပေးခဲ့ရပါသေးတယ်မပေးရင်သွားခွင့်မပေးဘဲ M1 ရဲ့အော်ထုတ်ကိုအသုံးပြုပြီးပြောစိတ်တွေခေါ်ပြီးရန်ပြုမှာဖြစ်ပါတယ်ဒီကြားတဲ့ Venom Symbiote ကတ်တာခံနေရတဲ့ T-Rex ကြီးတစ်ကောင်က Wolverine တို့ကားနာကိုလိုက်နေပါတယ်ဒီ comic မှာ dinosaur တွေမျိုးရဲရှိနေရတဲ့အကြောင်းရင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် Marvel Universe မှာ Savage Land ဆိုတာအနာတီကတိုက်ထဲမှာရှိပြီး dinosaur တွေသာအသက်ရှင်ကျန်ရစ်နေတဲ့အပူပိုင်းဒေသလေးတစ်ခုပါဗီလင်တွေပေါင်းပြီး super hero တွေကိုတပ်ဖြတ်ကဘာကြီးကိုသိမ်းမဲလိုက်တဲ့အခါ Savage Land ကိုထိန်းသိမ်းဆောက်ရှောက်မဲ့သူမရှိတော့ပါဘူးအဲ့ဒါကြောင့်အဲ့ဒီက dinosaur တွေဟာအပြင်လောကကိုထွက်လာပြီးတကဘာလုံးမှာပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်ခုနကဇလန်ကိုဆက်ပြောကြရအောင် Venom Symbiote dinosaur ကြီးအနောက်ကနေလက်ကိုက်နေလို့စက်တနက်ကြီးနဲ့ပြစ်ပြီးကားမောင်းပြေးနေရတဲ့ Wolverine နဲ့ Hawkeye တို့နှစ်ယောက်ကိုအင်ကြီးဖြူစပင်ဝါနဲ့အမျိုးသမီးတစ်ယောက်က CCTV ကနေကြည့်နေရင်အတန်ဆွမ်းအားပြင်းတဲ့ Black Box ကိုဆယ်လို့လိုက်ဖို့သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ Venom Symbiote ကအတန်ကိုကြောက်လို့ဖြစ်ပါတယ်။အနောက်ကလိုက်နေတဲ့ T-Rex ကြီးကိုမျက်မြင် Hawkeye ကစက်တနက်နဲ့ရန်တမ်းပစ်နေတဲ့အချိန်ကားရှိမှာတုံချောင်းတစ်ချောင်းကန်ပြီးမတက်ရက်နေတဲ့လူတစ်ယောက်ကိုတွေ့တော့ Wolverine လည်းရှောင်တဲ့ရင်ကားကိုပေးထိုးရလိုက်ရပါတယ်။အဲ့ဒီလူက Black Box ဖြစ်ပြီးအတန်လှိုင်းနဲ့អော်လိုက်တဲ့အတွက် Venom Symbiote လည်း T-Rex ကိုဘောကနေထွက်ခွာသွားခဲ့ပါတယ်။ Black Box ကိုမြင်လို့အံ့ဩနေကြတဲ့ Hawkeye နဲ့ Wolverine ကို Black Box ကလျှို့ဝှက်စခန်းထဲကို teleport လုပ်ပြီးခေါ်သွားလိုက်ပါတယ်။စခန်းထဲရောက်တော့ခုနက CCTV ကနေကြည့်နေတဲ့အမျိုးသမီးက Emma Frost ဖြစ်နေပါတယ်။ Hawkeye ကသူ့ရဲ့ Spider ကားကြီးဘယ်မလဲမေးတဲ့အခါသူတို့စခန်းကနီးပညာရှင်တွေပြုပြင်ပေးနေတာဖြစ်ကြောင်း Emma Frost ကပြန်ဖြေလိုက်ပါတယ်။ Emma Frost က Professor X ပြီးရင်ကဘာမှာအကောင်းဆုံးစိတ်ဆွမ်းရင်ထိန်းချုပ်နိုင်တဲ့တတိပန်းလူသားဖြစ်လို့သူ့ကိုလူတွေကြီးလိုက်ရင်သူမြင်စေခြင်းနဲ့ငယ်ရွယ်နှုတ်ပြနေတဲ့ပုံပေါက်အောင်ထိန်းချုပ်ဖန်တီးထားတာဖြစ်ပါတယ်။ဒါကြောင့် Emma ကအသက်ကြီးရဲ့ပုံတိမ်မပေါက်နေတာဖြစ်ပါတယ်။အခုဆိုရင်ကဘာပေါ်မှာတတိပန်းလူသားအယောက်20သာကြာရှိနေခဲ့တာဖြစ်ကြောင်းနဲ့ Hawkeye တည်ဆောင်လာတဲ့အထုပ်ထဲမှာဘာတွေပါနေသလဲဆိုတာကိုပါ Emma Frost ကသိနေကြောင်း Hawkeye ကိုပြောပြလိုက်ပါတယ်။ Hawkeye ကလည်းသိနေရင်မင်းပါဇက်ပိတ်ထားလို့ပဲပြောလိုက်ပါတယ်။ဒီလိုနဲ့ Emma Frost ရဲ့အဖွဲ့က Wolverine တို့ရဲ့ Spider ကားကိုအကောင်းတိုင်းဖြစ်အောင်ပြန်ပြင်ပေးခဲ့ပါတယ်။ Wolverine နဲ့ Hawkeye တို့ခီးဆက်နေခဲ့ကြပါတယ်။ဒါပေမဲ့တိုင်းအမြင့်တစ်လုံးပေါ်မှာတော့အောက်ကမြင်ကွင်းကိုအပေါ်စီးကနေတေချာကြည့်ရှုလေ့လာနေတဲ့ Dr. Doom ဟာ Wolverine နဲ့ Hawkeye ကိုမြင်သွားခဲ့ပါတယ်။ Emma Frost နေထိုင်တဲ့နေရာဟာ Dr. Doom အုပ်ချုပ်တဲ့နယ်မြေနဲ့နီးစပ်ပါတယ်။ Emma နဲ့ Black Bolt တို့ဟာ Dr. Doom ရဲ့ရန်ကနေကင်းဝေးအောင်မြေအောက်မှာပုံအောင်နေကြရတာဖြစ်ပါတယ်။ခီးနေလာကြတဲ့ Hawkeye နဲ့ Wolverine တို့ဟာမကြခင်မှာ Pin Falls ဆိုတဲ့နယ်မြေကိုရောက်လာကြတော့မှာဖြစ်ပါတယ်။ Pin Falls ကိုမရောက်ခင်မှာ Emma က Hawkeye ယူလာတဲ့အထုပ်ထဲမှာဘာတွေရှိလဲဆိုတာကိုသိတယ်လို့ပြောပြခဲ့တဲ့အတွက် Wolverine နဲ့သိကျင်စိတ်ပြင်းပြလာလို့တကယ်တမ်းအထုပ်ထဲမှာဘာတွေပါလာသလဲဆိုပြီး Hawkeye ကိုမေးပေမဲ့ Hawkeye ကမင်းနဲ့မဆိုင်ပါဘူးဆိုပြီးမဖြေခဲ့ပါဘူး။ဒီနယ်မြေကိုဘာကြောင့် Pin Falls လို့ပေးခဲ့ရတယ်လဲဆိုရင်တော့သိဆုံးသွားတဲ့ Giant Man Hank Pym ရဲ့ကြီးမားလာတဲ့အယိုးစုကြီးလဲကျနေတာကိုတွေ့ရလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ Wolverine နဲ့ Hawkeye တို့ရဲ့ခီးလန်းအဆုံးဖြစ်တဲ့ New Babylon စီကိုရောက်လာခဲ့ပါတယ်။ New Babylon ကိုတော့ Captain America ရဲ့ villain ကြီးဖြစ်တဲ့ Rascal အုပ်ချုပ်ပါတယ်။ New Babylon ကိုလည်းရောက်တော့ Hawkeye ဟာသူတည်ဆောင်လာတဲ့ထုတ်ကြီးကမူရစ်ဆေးဝါးတွေမဟုတ်ကြောင်း Wolverine ကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။ Wolverine ကလည်းသူပတ်စံရမှအဆင်ပြေမှာဖြစ်လို့ဘာပဲဖြစ်ဖြစ်လက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။အခုဆိုရင်တော့ Hawkeye ကတော့သူ့အထုပ်တွေကိုပို့ပေးရမယ့်လူတွေစီကိုရောက်သွားခဲ့ပါပြီ။အဲ့ဒီနေရာမှာ Tobias လို့အမည်ရတဲ့သူကို Hawkeye ကလက်ခံတွေးဆုံပြီးသူတည်ဆောင်လာတဲ့အထုပ်လည်းမထိခိုက်ပဲအဆင်ပြေကြောင်းပြောပြနေပါတယ်။ Hawkeye ပါလာတဲ့အထုပ်ထဲမှာတွေ့ရမှာကတော့ Super Soldier Serum 69ဦးပဲဖြစ်ပါတယ်။ Super Soldier Serum ဆိုတာကတော့ Captain America လိုမျိုးအစွမ်းတွေရလာပြီးတန်မာအောင်လုပ်တဲ့ဆေးရည်ကြီးပဲဖြစ်ပါတယ်။ Hawkeye တည်လာတဲ့ဆေးရည်ကြီးတွေကိုလက်ခံတဲ့ Tobias တို့အဖွဲ့အစည်းက Super Villain တွေကိုပြန်လည်တော်လှန်ဖို့စုဖွဲ့ထားတဲ့တော်လှန်ရေးတပ်အင်အားစုဖြစ်ပါတယ်။ Hawkeye ရဲ့ရည်ရွယ်ချက်ကတော့တော်လှန်ရေးတပ်သားတွေဒီဆေးရည်ကြီးတွေကိုအသုံးပြုပြီး Avenger အသစ်ဖွဲ့စည်းရင် Super Villain တွေကိုပြန်လည်တော်လှန်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒါအပြင် Hawkeye က Tobias ကိုနောက်ထပ်အကူအညီတစ်ခုတောင်းလိုက်ပါသေးတယ်။အဲ့ဒါကတော့ Super Villain တွေကိုတော်လှန်မဲ့အဖွဲ့ထဲမှာသူ့ကိုလည်းထည့်သွင်းပေးရမယ်ဆိုတာပါ။ Hawkeye ကလည်းဒီ Super Villain တွေကသူ့မိတ်ဆွေတွေကိုတပ်ဖြတ်ခဲ့တဲ့အတွက်လက်စားချေချင်နေတာဖြစ်ပါတယ်။ Tobias ကလည်း Hawkeye ရဲ့ကလန့်ချက်ကိုသဘောတူခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Tobias တို့တော်လှန်ရေးတပ်သားတွေထဲကတကူက Wolverine ကိုအနောက်ကနေတနက်နဲ့အချက်ပေါင်းများစွာလှမ်းပစ်လိုက်ပါတယ်။ရုတ်တရက်ဆိုတော့ Hawkeye လည်းအံ့ဩသွားတဲ့အချိန်မှာ Tobias ကချက်ချင်းဆိုသလိုပဲတနက်နဲ့ Hawkeye ကိုပြစ်ထည့်လိုက်ပြီးတစ္ဆာဖောက်သွားပါတယ်။ Tobias တို့တော်လှန်ရေးအဖွဲ့အစည်းဆိုတာ Rascal ရဲ့လက်အောက်ခံ Shield Agent တွေဖြစ်နေပါတယ်။ Tobias ကရင်ဘတ်ကိုတနက်ထိမှန်သွားလို့လဲကျနေတဲ့ Hawkeye ရဲ့ဦးခေါင်းတက်တဲ့ကိုတနက်နဲ့ချိန်ပြီးပြစ်တက်ခဲ့ပါတယ်။ဟိုးရင်လုံခဲ့တဲ့နှစ်ပေါင်း90အကြာတုန်းက Villain တွေကဘာကြီးကိုအနိုင်ရသွားတဲ့အချိန်မှာ
မြေပြင်ပေါ်သွေးတန်ရဲရဲနဲ့တေလူမျိုးပါဖြစ်နေတဲ့ Captain America ကို Red Skull ကတပ်ပစ်ခဲ့ပါတယ်။အခုအချိန်မှာတော့သူ့ရဲ့မဟာရန်သူတော်ကြီးတည်ဆုံတော့တဲ့အတွက် Red Skull က Captain America ရဲ့ဝတ်စုံကိုဝတ်ဆင်ထားလျက်ရှိနေပါတယ်။ Red Skull ရဲ့ agent တွေကတော့ Red Skull စီကို Hawkeye နဲ့ Wolverine တို့ရဲ့အလောင်းတွေနဲ့အတူ Super Soldier Serum ထည့်ထားတဲ့တစ်တာကိုပါတည်လာခဲ့ပါတယ်။အဲဒီအချိန်မှာ healing power ကြောင့်ပြန်ကောင်းလာတဲ့ Wolverine ကရုတ်တရက်ပြန်ထလာပြီး Red Skull ရဲ့ agent တွေကို shed ပစ်လိုက်ပါတယ်။ Red Skull ကလည်း K တဲ့ villain မဟုတ်လို့ Wolverine ကိုသွေးတွေထွက်တဲ့အထိဘဲဘဲညာပြန်တီးပစ်ပါတယ်။ Wolverine ကလက်သေးတွေကိုပြန်မထုတ်ဘူးလို့သစ္စာဆိုထားတဲ့အတွက် Red Skull နဲ့တိုက်ခိုက်ရမှာအသာချက်တွေရမနေခဲ့ပါဘူး။ Red Skull ကဓာတ်နဲ့ခုတ်တက်ဖို့လုပ်ပေမဲ့ဘေးနားမှာရှိတဲ့ Captain America ဒိုင်းကိုအသုံးပြုပြီး Wolverine ကကာကွယ်လိုက်ပါတယ်။ Red Skull က Captain America ရဲ့ဒိုင်းကိုအောင်မြင်မှုအမှတ်တရအနေနဲ့တင်စီထားခဲ့တာပါ။ Captain America ရဲ့ဒိုင်းကိုရသွားတဲ့ Wolverine က Red Skull ရဲ့မျက်ခွက်တွေကိုပဲတဲပြီးတီးခဲ့ပါတယ်။ Red Skull ကမှောက်ရက်လဲသွားတဲ့အခါအပေါ်ကနေ Wolverine ကဒိုင်းကိုကင်ပြီးတတ်ဖို့ဟန်ပြနေပါတယ်။ Red Skull ကတော့မင်းမငါ့ကိုတတ်ဖို့တတ်တိမရှိပါဘူးကွာလို့ပြောလိုက်ပေမဲ့ Wolverine ဟာအရင်ကတည်းက anti-hero တယောက်လည်းဖြစ်လို့ချက်ချင်းပဲဒိုင်းသုံးပြုပြီး Red Skull ရဲ့ခေါင်းကိုတိကနေဖြစ်အောင်ဖျက်လိုက်ပါတယ်။အဲဒီအချိန်မှာအခန်းပြင်ဘက်က Red Skull ရဲ့အဆောင်တွေကအခန်းတကာဖွင့်မရတဲ့အတွက်တကားကိုဖောက်ခွဲဝင်ဖို့ပြင်ဆင်နေပါတယ်။အဆောင်တွေလည်းတကားကိုဖောက်ခွဲပြီးဝင်လာတဲ့အခါ Iron Man ဝတ်စုံဝတ်ထားတဲ့ Wolverine ကအဆောင်တွေကိုလက်နှစ်ဖက်က repulsor တွေနဲ့ပစ်ထည့်လိုက်ပါတယ်။ပြီးရတဲ့ Wolverine ကငွေတွေအများကြီးထည့်ထားတဲ့တစ်တာကိုပါယူပြီး Iron Man ဝတ်စုံနဲ့အတူလေးပေါ်ပြန်ပြီးသူ့အိမ်စီထွက်ပြေးဖို့လုပ်ပါတော့တယ်။ Iron Man ဝတ်စုံအသုံးပြုပြီးအိမ်ကိုပြန်ပြေးလာတဲ့ Wolverine တယောက်အိမ်ရောက်ဖို့မိုင်900အလိုမှာ Iron Man ဝတ်စုံကခြာကျင်ကုန်သွားတဲ့အတွက်မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဒီလိုနဲ့အိမ်ကိုခြေကျင်လမ်းလျှောက်လာတဲ့ Wolverine တယောက်ပတ်စံတစ်တာကြီးပိုက်ပြီးမော်ဒကောရောက်လာခဲ့ပေမဲ့အိမ်ရှိမှာအိမ်ကြီးချင်းတယောက်ဖြစ်တဲ့ Donovan ဆိုသူကမျက်နှာညှိုးငယ်စွာနဲ့စောင့်ကြိုနေပါတယ်။ဘာဖြစ်လာလဲလို့ Wolverine ကမေးတော့အိမ်ရှင်ဖြစ်တဲ့ Hawk ရဲ့မြေးတွေကအိမ်လက်ကရဖို့စောင့်ရတာပြင်းလာပြီဆိုတဲ့အကြောင်းပြချက်လေးတစ်ခုကြောင့် Wolverine ရဲ့တမိသားစုလုံးကိုတပ်ပစ်ခဲ့မှန်းသိလိုက်ရပါတယ်။ဒါကြောင့်နှစ်ပေါင်း90လောက်လက်သေးတွေမထုတ်ခဲ့တဲ့ Wolverine ဟာဒီတစ်ချိန်မှာတော့ဆုံးရှုံးစရာမရှိတော့တဲ့အတွက်လက်သေးတွေကိုပြန်ထုတ်သုံးခဲ့ရပါပြီ။အဲ့ဒီချိန် Hawk ရဲ့မြေးတွေကတော့သူတို့နေရာရဲ့မြောင်းတစ်ခုနာမှာ Wolverine မိသားစုရဲ့သွေးတွေဟာအင်ဂျီမှာပေးကျန်နေလို့ရေနဲ့ဆေးချနေကြပါတယ်။အဲ့ဒီချိန်မှာ Wolverine ကရေထဲကနေတိတ်တဆိတ်ပုံအောင်ပြီးရေချိုးနေကြတဲ့ Hawk ရဲ့မြေးနှကောင်ကိုအစိမ့်စိမ့်မွာဖြစ်အောင်ခုတ်ပိုင်းပစ်လိုက်ပါတယ်။ဘားထိုင်ပြီးရဲတောက်နေတဲ့ Hawk ရဲ့မြေးသုံးကောင်ကိုလည်း Wolverine ကဘားဆိုင်ကိုမီးမှောင်ချပြီးတစ်ကောင်တပ်ဖြတ်ပစ်ခဲ့ပါတယ်။ပြေးတစားအိမ်မှာပျော်ပါပြီးအခန်းထဲကနေထွက်လာခဲ့တဲ့ Hawk မြေးသုံးကောင်ကိုလည်း Wolverine ကပြေးတစားအိမ်ရှိမှာအသင်းဆောင်ဆိုင်နေပြီးတပ်ပစ်ခဲ့ပြန်ပါတယ်။ Wolverine ကသူ့စီပြန်လာပြီးလက်စားချိန်မဲ့ဆိုတာကိုသိနေတဲ့ Hawk ဂိုင်းခေါင်းဆောင် Bruce Banner ကလည်း Wolverine လာကိုစောင့်မျှော်နေခဲ့ပါတယ်။ Oman လိုကန်ရဲ့ဇလန်းအရကဘာကြီးကို villain တွေသိမ်းပိုက်လိုက်တဲ့အချိန်မှာ Bruce Banner ဟာ gamma radiation တွေနဲ့အလွန်အကျွံထိတွေ့ခဲ့ရပါတယ်။အဲ့ဒီရောင်ခြည်တွေကသူ့ရဲ့အုံနောက်ဆဲတွေကိုပျက်စီးစေခဲ့ပြီးသူ့ကိုစိတ်ဝေဒနာရှင်လူသက်သမားတစ်ယောက်အဖြစ်ပြောင်းလဲပြလိုက်တာဖြစ်ပါတယ်။ Bruce Banner Hawk ဟာစိတ်ပေါက်ပြန်သွားပြီးသူ့ရဲ့ဝမ်းဝဲညီမဖြစ်သူ Jennifer Walters She-Hulk နဲ့အတူလက်ထပ်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးကြားမှာပေါက်ဖွာလာတဲ့သားသမီးမြေးတွေကို Hawk ဂိုင်းလို့ခေါ်ကြတာပါ။ပြောချင်တာကတော့ကတော့ပါစေရဲ့မောင်နှမအချင်းချင်းပြန်ယူတာပါ။ Wolverine က Hawk ရဲ့မြေးတစ်ကောင်ကိုမိုးပြန်ကားတစ်စီးမှာချိန်ကျိုးတွေနဲ့ချီပြီး Hawk ဂိုင်းရှိတဲ့နေရာစီပို့လိုက်ပါတယ်။ဒါပေမဲ့အလကားသက်သက်ပို့လိုက်တာမဟုတ်ပဲဘုံမှာတက်ဆင်ပေးထားတဲ့အတွက် Hawk ဂိုင်းသားတွေလည်းဘုံထိမှန်ပြီးကြွကုန်ကြပါတယ်။ဒီလိုနဲ့ Wolverine ကလက်သေးတွေထုတ်လိုက်ပြီးသူ့ရှေ့မှာတွေ့တဲ့မြင်သမျှ Hawk ဂိုင်းသားတွေကိုအကုန်တပ်ဖြတ်ပစ်ခဲ့ပါတယ်။ She-Hulk ကခုံလာပေမဲ့ Wolverine ကသူ့လယ်ပင်ကိုခုတ်ဖြတ်ပြီးတတ်ခဲ့ပါတယ်။ Wolverine က Bruce Banner ကိုထွက်လာဖို့အပြင်ကနေစိန်ခေါ်လိုက်တဲ့အခါအိုမင်းနေပြီဖြစ်တဲ့ Bruce Banner ကချက်ချင်းထွက်လာပြီး Wolverine ကိုပိတ်ထိုးလိုက်ပါတယ်။ Hawk ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ gamma radiation ဟာသူ့ကိုအမြဲတမ်းပြန်လည်နှုတ်ပြစေနိုင်တဲ့သို့မဟုတ် cell တွေကိုအားဖြည့်ပေးနိုင်တဲ့သဘောရှိပါတယ်။သူကလူယုံတဲ့နေချိန်မှာအဖိုးကြီးပုံစံပေါက်နေပေမဲ့သူ့ရဲ့ကြွက်သားနဲ့အယိုးအစ်တွေကတော့ gamma စွမ်းအင်ကြောင့်တာမန်လူထက်အဆပေါင်းများစွာတန်မာနေစေဖြစ်ပါတယ်။မူလ Marvel Universe ထဲမှာ Bruce Banner ကဒေါသထွက်မှ Hawk ဖြစ်တယ်ဆိုပေမဲ့ Oman လိုကန်ထဲမှာတော့သူဟာ Hawk ရဲ့ပုံစံကိုအသွင်မပြောင်းတော့ပဲလူပုံစံတိုင်းရှိနေစင်ပါတယ်။ Hawk ရဲ့ခွန်အားမျိုးရှိနေတာဖြစ်ပါတယ်။သူ့ရဲ့လူပုံစံခန္ဓာကိုယ်ကလည်း Wolverine လိုအားကောင်းတဲ့သူကိုတောင်အသာလေးရိုက်နှက်နိုင်စွမ်းရှိပါတယ်။ဒီလိုနဲ့ Wolverine ကသူ့ရဲ့လက်သေးတွေနဲ့ share ကုပ်ပြီးအဖိုးကြီး Bruce Banner ရဲ့ဘိုက်ကိုလက်သေးတွေနဲ့ထုတ်ရှင်းပေါအောင်ထိုးထည့်လိုက်တဲ့အခါမှာ Bruce Banner ကဒေါသထွက်သွားပြီးမကောင်းဆိုးဝါး Hawk အဖြစ်အသွင်ပြောင်းသွားပါတယ်။ပြီးရတဲ့ Hawk ကချက်ချင်းပဲ Wolverine ကိုလက်တစ်ဖက်ကနေကင်ပြီးစားပစ်လိုက်ပါတယ်။
12နာရီလောက်ကြာတဲ့အချိန်မှာ Billy Bob လို့အမည်ရတဲ့ Hawk ရဲ့မြေတယောက်က Hawk ရဲ့ပုံအောင်ရာဂူရှေ့ကိုရောက်လာခဲ့ပါတယ်။ Hawk ရဲ့ဂိုင်းအဖွဲ့ဝင်ထဲမှာ Hawk ရဲ့သူ့မြေ Billy Bob ရဲ့နဲ့သူ့သားဖြစ်တဲ့မွေးကင်းစ Hawk ကလေးတယောက်ရဲ့အားလုံးပေါင်း3ကောင်ပဲကျန်ပါတော့တယ်။ Hawk ကသူ့မြေဖြစ်တဲ့ Billy Bob နဲ့စကားပြောနေရင်ဘိုက်ထဲအောင့်လာတဲ့အတွက်ကုန်းရက်သားအနေထားနဲ့ဘိုက်ကိုကင်ထားရပါတယ်။အဲဒီနောက်မှာ Healing Factor ရဲ့ပြန်ကောင်းနိုင်စွမ်းကြောင့်ဘိုက်ထဲရောက်သွားတာတော့ခန္ဓာကိုယ်တစ်ခုလုံးကိုဖောက်ဖျဲပြီးထွက်လာခဲ့တဲ့ Wolverine ကိုမြင်ရမှာဖြစ်ပါတယ်။ Hawk ကတော့အဲ့ဒီနေရာမှာတင်ဘိုက်ပေါက်ပြီးပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ Hawk ရဲ့မြေ Billy Bob ကတော့ Wolverine ကိုသူ့ကိုမတတ်ဖို့ပြောရင်အဝတ်စားတွေပေးခဲ့ပြီးကလေးကိုပါမတတ်ဖို့အသက်နာခံခဲ့ပါတယ်။ Wolverine က Billy Bob ကိုတော့တတ်ခဲ့ပေမဲ့ Bruce Banner Jr. လို့ခေါ်တဲ့ Hawk ရဲ့အငယ်ဆုံးရင်သွေးလေး Baby Hawk ကိုတော့မတတ်ခဲ့ပါဘူး။ Wolverine ဟာဒီကလေးမှာအပြစ်မရှိဘူးလို့ယူဆခဲ့ပုံရသလိုသူ့ကိုလူကောင်းတစ်ယောက်ဖြစ်အောင်ပြုစုပြောထောင်ပေးခြင်းနဲ့ဆန္ဒရှိခဲ့ပါတယ်။ Wolverine ရဲ့ရည်ရွယ်ချက်ကတော့ဒီ Hawk ကလေးကိုကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုပြီးနောက်တစ်ချိန်မှာကဘာကြီးကိုပြန်လည်ကယ်တင်မဲ့စူပါဟီးရိုးအဖွဲ့အသစ်တစ်ခုကိုတည်ထောင်ဖို့ပဲဖြစ်ပါတယ်။တေဆုံးသွားတဲ့မိသားစုတွေကိုအတုပချရင် Wolverine ကသူ့အခြေချနေထိုင်မဲ့နေရာအသစ်ကိုပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပါတယ်။ဇက်လန်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့ Wolverine က Hawk ကလေးလေးကိုသူ့ရဲ့ကြောဘိုးအိတ်ထဲမှာထည့်ပြီးနေဝင်ချိန်ကြီးတဲ့ကိုကောင်းမိုင်ဆန်ဆန်မြင်းစီးပြီးထွက်ခွာသွားတာနဲ့စသိမ်းထားပါတယ်။ Brother တို့လည်းဒီ comic လေးကိုကြိုက်နေတတ်ကြမယ်လို့ထင်ပါတယ်ဗျ။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာ။